တာလီစောပါဒီကနေ့ဒီဇင်ဘာလ23ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ပုံနှကျွန်း၊ဂွမ်းမြို့နဲ့ရွှေရည်တီအင်ယာစီမံကိန်းတို့ကိုစစ်ကော်မရှင်လေးတပ်ကပုံကျဲတိုက်ခိုက်တဲ့သတင်းကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား90ထက်မနည်းသေဆုံးပြီးအရှင်10ယောက် AA ကဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းမြောက်ဦးစေးရုံကိုတပုံဖြူရောင်းရင်းညီအကိုများကကျပ်သိန်း1000ကျော်လှူဒန်းတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အာရခါတက်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ပုံနှကျွန်း၊ဂွမ်းမြို့နဲ့ရွှေရည်တီအင်ယာစီမံကိန်းအနာကိုစစ်ကော်မရှင်ကမနေ့ကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အာရခါတက်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ပုံနှကျွန်းဂွမ်းမြို့တစ်ဖက်ကမ်းကရွှေရည်တီအင်ယာစီမံကိန်းအနာကိုမနေ့ကနေ့လယ်12နာရီမိနစ်40မှာတစ်ကြိမ်12နာရီ55မိနစ်မှာတစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့နေ့လယ်2နာရီလောက်မှာလဲဂွမ်းမြို့ပေါ်ရက်ကွက်တချို့ကိုလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။ပထမတစ်ကြိမ်ပုံကျဲတိုက်ခိုက်ပြီးနောက်နေ့လယ်1နာရီလောက်မှာဂွမ်းမြို့အနီးပင်လင်ပြင်ကစစ်ကော်မရှင်ရဲ့ရည်တပ်နေပြည်တွေကလည်းဂွမ်းမြို့အနီးအနားတွေကိုလက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။နေ့လယ်2နာရီလောက်မှာတော့ဂွမ်းမြို့ပေါ်ရက်ကွက်တချို့ကိုဂျက်ဖိုက်တာနဲ့ဘုံလေးလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းဒေသခံတွေကပြောကြပါဗျ။အခုလိုပုံကျဲမှုအတွင်းထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့သိရပေမဲ့နရိစရာအနေနဲ့တိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ဒါအပြင်ပုံနှကျွန်းမြို့နယ်ကစင်အင်းကြီးကွန်းတောင်နဲ့ခမောင်းတော်ရွာအနီးပတ်ဝန်းကျင်ကိုမနေ့ကညနေပိုင်းမှာစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ပုံကျဲခဲ့လို့နေအိမ်နှစ်ဆောင်ပျက်စီးသွားတယ်လို့လည်းဒေသခံတွေစီကနေသိရပါရရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုင်းချောင်းဖက်မှာအခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကော်မရှင်ရဲ့တပ်ဖွဲ့ဝင်အယောက်90ထက်မနည်းသေဆုံးပြီးအရှင်10ယောက်ကိုအာရခတက်တော် AA ကဖမ်းဆီးရမိတယ်လို့ AA နဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပြောဆိုကြပါရယ်။ဖမ်းဆီးရမိတဲ့အထက်မှာစစ်ကြောမှုအဆင့်ရှိသူတွေလည်းပါဝင်တယ်လို့သိရပါရယ်။သေဆုံးသွားတဲ့တပ်သားတွေရဲ့ရုပ်အလောင်းတွေကိုတော့ဒီဇင်ဘာလ20ရက်နေ့ကကြောက်ဖြူသင်းဆိုင်မှာတကြိုခဲ့တယ်လို့သိရပါရယ်။ကြောက်ဖြူတိုက်ပွဲအတွင်းယူနီဖောင်းမဝတ်ထားတဲ့စစ်သားတွေလည်းရှိနေပြီးစပင်ရှည်ထားကအရက်သားအသွင်ယူတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေအရသိရပါရယ်။ကြောက်ဖြူမှာဒီဇင်ဘာလ16ရက်နေ့နောက်ပိုင်းကစပြီးတော့တိုက်ပွဲတန်တွေပိုပြီးပြင်းပြင်းထန်ထန်ကြားနေရတယ်လို့နေရောညပါလက်နက်ကြီးကျပောက်ကွဲတန်တွေနဲ့ဆက်သက်နဲ့ပစ်ခတ်တန်တွေကိုကြားနေရတယ်လို့ကြောက်ဖြူဒေသခံတွေကပြောကြပါရယ်။ကြောက်ဖြူမြို့နယ်စင်မြင့်နယ်မှာရန်ကုန်တိုင်းအင်းတိုင်အခြေစိုက်တပ်မ17လက်အောက်ခံရှေလရင်ရှေမြန်တရင်ကတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူစစ်တွေအင်အားရာနဲ့ရှိကိုအုံပြုနေတယ်လို့သိရပါဗျ။ရခိုင်ပြည်မြောက်ဦးမြို့နယ်ပြည်သူစေယုံကြီးလေကြောင်းပုံကျဲတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ပျက်စီးသွားတာတွေကိုပြန်လည်ကုစားဖို့နဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တပုံဖြူရောင်းရင်းညီအကိုများကမြန်မာကျပ်ငွေ1255သိန်းကိုလှူဒန်းခဲ့တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့ကစစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာနဲ့မြောက်ဦးပြည်သူ့စေယုံကြီးကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်လူနာနဲ့လူနာဆောင်33ဦးသေဆုံးခဲ့ရပြီးကျန်းမာရေးဝန်ထမ်းတွေအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူ86ဦးအထိရှိခဲ့တာဖြစ်ပါတယ်။အခုလိုလူဒန်းတဲ့ငွေတွေကိုသေဆုံးထိခိုက်ခဲ့ရတဲ့ပြည်သူတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့တာရေးနာရေးကိစ္စရပ်တွေမှာအသုံးပြုသွားမှာလည်းဖြစ်ပါတယ်။